对的呢，人家不说那ကျွန်တော်တို့လောင်းတော့ကတ်ပါခီကိုရောက်ပါပြီခင်ဗျဘလို့မှထီးလည်းမရှိဘူးမိုးရွာတယ်ဆိုတော့ရှိတဲ့အစအစခြုံပြီးတော့ပို့ထုတ်လိုက်နောက်ဆုံးဒီခီကိုရောက်ပါပြီဒီမှာကဲလို့နေကြတော့တွေ့မှာပါခင်ဗျအလောင်းတော်ကတ်တပါနဲ့ပတ်သက်ပြီးဖះကောပကတူကလည်းဖះဘူးခီးသွားတွေကိုအခုလိုပဲဘူတုတဖြစ်ဖွယ်ရှင်းပြခဲ့ပါတယ်အဓိကကြဆုံးနေရနော်အဲဒီလိုအခုလိုဖះကက်တဲ့လာပူရတဲ့နေရာအဓိကကြဆုံးဒီနေရာပဲကျမ်းစာရနာချုပ်ကိုဒီကန်းလို့ရခဏကကျင်းနေတော့ရိုက်ထားတဲ့စင်တီမီကြတာဟိုမှာကျွန်တော်တို့ကတိတိလေးစာလေးတော့အဲ့ဒီတော့ဝင်အားလုံးပိတ်သွားလို့ခါရင်လည်းပတ်စံဝုဒ္ဓမူတွေပါလေညက်သွားတယ်အခုဒါအကုန်ချူပြီးရဆိုတော့ဒီနောက်မှာပတ်စံချူပြရတဲ့ပတ်စံချူလောင်းတော့ကတ္တပဆိုအဲ့သမိုင်းတွေမှာတော့ရှိတယ်ကတ္တပနဲ့ဘယ်အတွက်ကြောင့်ဘယ်လိုကြောင့်မို့ဘယ်နေရာနေပြီးတော့ဘယ်လိုကြွချီလာလို့မလို့လဲမမိုင်းကတ္တပလို့တတ်မှတ်တာကျွန်တော်တို့တေချာတာဒီခွဲတော့ဝေဘူးဝေပါလာသူ့နံပါတ်တောင်းလို့ဆုံးနေရတာတေချာလေးဒီရှင်မကတ္တပကိုတော့မြတ်ဒီအဲ့ဒီမှာ brain နဲ့ပဲဆံဝင်ပါတယ်ဆိုတဲ့အကြောင်းကိုနော်အတည်ပြုလိုက်ဘာဘော်ဒီမြန်ဆရာတော်ဖျားကြီးတို့ပါတော့ပေါ့နော်အခုအစစရဆရာတော်ဖျားကြီးတွေရဲ့ဟိုဩဝါဒစကားနဲ့ဒီကိုအလောင်းတော်ကတ္တပလို့အမိပြုရတယ်တေချာတာဒီခွဲတော့တေချာကတော့ကျွန်တော်တို့ရဲ့အဖိုးဖွားတွေပေါက်ကလေးတွေဒီမှာနေတာလားအဲ့ဒီတင်နေတော့ဘလောက်ကြီးကြားတယ်ဆိုတော့မလို့အခုတော့ဒီကျွန်တော်တို့အလောင်းတော်ကတ္တပကိုကျွန်တော်ဒီလိုတော်များများလာပြကြတယ်ပြည်တယ်ဗျာအခုကတော့ဒါကျွန်တော်တို့ဒီမှာကတ္တပခုနေရလမ်းမှာရှိတဲ့ဘယ်ချမ်းမှာရှိတဲ့လှိုင်းကြီးပါခင်ဗျဒီထဲမှာတော့လင်းတို့တွေတော်များများနေထိုင်ကြပါတယ်ကြောက်တုံးတွေမှာတော့တော်များများကျောင်းနဲ့လင်းနိုင်နေနဲ့ပူဇော်ထားတာမြင်ရတယ်ဗျဒီဘက်ချမ်းမှာလေဝါအောင်ဖူပြီးပြန်มาတော့အဝင်ဝနားစီကထမင်းဆိုင်ထဲမှာထမင်းစီစံပူပူနွေ့နွေ့ကိုဆက်သားချောင်းနဲ့တွေ့ခဲ့ပါတယ်ဒါပေမဲ့အေးတက်ကတော့မပြေသေးပါဘူးမိုးရွာပြီးသားမို့ပြန်ဆန်းလမ်းနေချောင်းနေမှလည်းတီးထားတော့အေးစစ်စစ်ပါပဲတကယ်လဲထင်ထားသလိုအပြန်လမ်းမှာတပိုင်းပိုင်းနဲ့ချော်လဲခဲ့ပါတယ်ဒီနာကတော့ဝတ်တွေအထူဆုံးနေရပဲရိုက်တာတိတ်မစင်းရဲဘူးတချို့ရတော့ဟိုးဘက်ကနေပန်းပြီးတော့ဟိုးအောက်ကိုရောက်အောင်သွားတယ်